ချိန်ကိုက်ပဲလူဖီနဲ့ဆိုရိုကလည်းလူရှင်တော်ဘက်ကီကိုပြင်းဖို့ရောက်လာခဲ့ကြပြီးမြို့တော်ဝင်ကတော့ဒါကတွတ်တိုက်ပွဲဖြစ်လို့ဝင်မပါဘူးပြောနေရကြောင်းလူဖီကခဏလောက်သိပ်ပြီးလိုက်ပါတယ်မြို့တော်ဝင်ကကိုတဲ့တွင်ကိုတူးသူလို့ဖြစ်နေရကြောင်းဆိုရိုကလည်းလူဖီကိုထောက်ခံလိုက်ပြီးရတယ်မြောက်မသားကဘက်ကီကိုနှာခေါင်းကြီးလို့သွားခေါ်လိုက်ပါတယ်အဲအကြောင်းချက်ချင်းဘက်ကီအမြောက်ဆန်နဲ့ပြစ်ပင်မဲ့ဘောမူကောမူတို့ဘောလုံးဆိုတဲ့အကွက်နဲ့ပြက်ကန်ထွက်အောင်လုပ်လိုက်တဲ့အတွက်ဘက်ကီရဲ့စကန်တစ်ခုလုံးတူကျသွားတဲ့အပြင်သူ့ရဲ့တပည့်တော်တော်များများလည်းမှောက်သွားကြပါတယ်သူ့လူတွေနဲ့ကာထားလိုက်တဲ့ဘက်ကီကတော့ဘာမှမဖြစ်သွားပေမဲ့လူဖီကနဆိုးတိတိစားထားတဲ့ရာဘာလူသားဆိုတာကိုတော့သိသွားကြပြီးခပါတီဆိုတဲ့သူကလည်းမိုဂျီရဲ့ချင်းသေးနဲ့ပောက်ကွဲမှုကိုကာထားလိုက်ကြကြောင်းအေးစစ်စစ်ပြန်ထားလာနိုင်ခဲ့ပါတယ်မိုဂျီကမကျေနပ်ပေမဲ့လည်းသူ့ထက်တမာတဲ့သူတွေကြားမှာခဏလေးတောင်ဝင်ရှုပ်လို့မရပဲခပါတီဆိုတဲ့သူကလည်းဒါသမားဖြစ်ပေမဲ့စက်ကဂျူမာဆရာတယောက်လည်းဖြစ်တဲ့အတွက်တပိန်းနဲ့ပါတဲ့စပိန်းကိုစီရင်တက်ခိုက်တဲ့သူဖြစ်ပါတယ်သူ့ကပတိန်ရှိကနေကာကွယ်ပေးနေတဲ့ဇိုရိုရဲ့တန်ရာကမတတ်တာသေးတာကိုတိရဲ့ခပါကြီးကလည်းညင်ညင်ပတ်ပတ်နီးလန်းနေတဲ့ဓာတ်တန်ရာကိုပဲဥတီတက်ခိုက်နေရကြောင်းဇိုရိုကတဖြည်းဖြည်းနဲ့အားရင်ကြီးနေလာပြီဖြစ်ပါတယ်။ဒါပေမဲ့ဇိုရိုအကြောင်းကိုတိရဲ့လူဖီကဘာမှမကူပဲဒီအတိုင်းရက်ကြည့်နေပြီးအဲ့အချိန်မှာဇိုရိုကခပါကြီးရဲ့တိုက်ပွဲကိုမရှောင်လိုက်တဲ့အပြင်သူ့အကြောပေးထားတာလုံလောက်ပြီဖြစ်တဲ့အကြောင်းရွရွလိုက်ပါတယ်။ကမ္ဘာအကောင်းဆုံးဓာတ်သမားဖြစ်ရမယ်လို့ဆုံးဖြတ်ထားတဲ့သူတယောက်အတွက်ဓာတ်သမားလို့ပြောတဲ့ဘသူ့ကိုမဆိုရှုံးလို့မရတဲ့အကြောင်းပြောပြလိုက်ပြီးသူ့ရဲ့ဓာတ်သုံးချောင်းစတိုင်ကိုထုတ်သုံးတော့မဲ့အချိန်နာမီကလည်းအလုံးရှုံးနေတဲ့သူတွေကိုအခွင့်ကောင်းယူတဲ့အနေနဲ့ရတနာတွေကိုခိုးဖို့ထွက်သွားခဲ့ပါတယ်ခပါချီကတော့စက်ကတ်ထဲမှာသူ့သုံးတဲ့ထူးထူးဆန်းဆန်းအကွက်တွေနဲ့တက်ခိုက်နေပြီးဇိုရိုရဲ့အလင်းငိုက်မှာဘက်ကီကပါဝင်ပါဖို့လုပ်နေရကြောင်းအဲ့ဒါကိုသိရဲ့လူဖီကသူတို့တက်ခိုက်နေရကိုဝင်မရှုပ်စေဖို့ဖျက်တာလိုက်ပါတယ်အဲ့အချိန်နာမီကတော့မြေရောက်ခန်းထဲမှာဓမြတိုက်ထားတဲ့ရတနာပုံကြီးကိုရှာတွေ့သွားပေမဲ့အခန်းထဲမှာမူးနီရဲ့ဘက်ကီရဲ့တပည့်တယောက်ရှိနေတဲ့အတွက်နာမီလည်းမိမတို့မာယာနဲ့လှည့်ပြားပြီးတီးထုတ်ပေးလိုက်ပါတယ်မြေပုံထက်ထားတဲ့တစ်တာရဲ့တော့ပါရှိနေရကြောင်းရေကန်အသစ်ကြာအသစ်ဖြစ်သွားခဲ့ပြီးခပါချီရဲ့ကြောင်တော်စက်ကတ်ဂျူမအကွက်တွေကိုထိုင်ကြည့်နေရတဲ့ဇိုရိုကလည်းစိတ်မရှိတော့ပဲရီကာသူ့ကိုကြွေးခဲ့တော့ကထမင်းလုံးရဲ့နာမည်အတိုင်းပေးထားတဲ့ဓာတ်သုံးချောင်းတိုက်ကွက်အိုနီဂီရီနဲ့အဆုံးသတ်ပေးလိုက်ပါတယ်သူ့တိုက်ပွဲပြီးရနဲ့နောက်တစ်ခေါက်အိတ်ချင်လာတဲ့ဇိုရိုကကျန်နာကိုလူဖီနဲ့ထွှဲထားခဲ့လိုက်ပြီးနာမီကလည်းများပြားလာတဲ့ရတနာတုပ်ကြီးနဲ့ထွက်သွားဖို့တွေးလိုက်ပြီးမြဲအဲ့လောက်အလေးကြီးကိုသူတယောက်တည်းမတည်နိုင်တဲ့ပြင်တခုခုကိုလည်းခြံထားခဲ့ဖို့စိတ်မချဖြစ်နေခဲ့ပါတယ်လူဖီရဲ့ Grand Line ကိုရောက်ရင်ပင်လယ်သမားဘရင်လုံးမယ်ဆိုတဲ့စကားကြောင့်သူ့လိုပဲပင်လယ်သမားဘရင်ဖြစ်ချင်တဲ့ဘက်ကီလည်းနှထင်ထိသွားခဲ့ပြီးဒီကောက်ရုပ်အုပ်ထုပ်ကိုမြင်ရတာလေသူ့မုံနဲ့တစုံတယောက်ကိုသတိရမိတဲ့အကြောင်းရေးရွလိုက်ပါတယ်အဲ့ကောင်ကသပင်းနီးကြောင်ကြောင်နဲ့ဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့လူဖီကလည်းဘက်ကီကရှန့်အကြောင်းပြောနေရမှသိသွားခဲ့ပြီးရှန့်ဗမာရှိလဲဆိုတာကိုတော့ဘက်ကီကမပြောပြတဲ့အတွက်သူကိုယ်တိုင်ပဲမေးဖို့ဆုံးဖြတ်လိုက်ပါတယ်လူဖီကရာဘာလူသားဖြစ်ပေမဲ့ပြက်ရှားတဲ့အချုံတွေဓာတ်တွေကိုတော့မခံနိုင်တဲ့အတွက်ဘက်ကီရဲ့တိုက်ကွက်တွေကိုရှောင်နေရပြီးသူပြန်တိုက်တဲ့အချိန်မှာလည်းဘက်ကီကသူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီးရှောင်လိုက်တဲ့ကြောင့်ရာဘာလူသားလည်းအနေငယ်အုံနောက်ချလာခဲ့ပါတယ်ဒါပေမဲ့အစတွေကအုံနောက်မသုံးတဲ့ကောင်ဖြစ်လို့နောက်တစ်ခေါက်ပြန်ထလာခဲ့ပြီးအဲ့လိုကြမ်းတမ်းလာတဲ့နဆိုးတစ်တီစားသူနှစ်ယောက်ရဲ့တိုက်ပွဲကိုလည်းဘသူကမှဝင်မပါရဲကြပဲအခြေအနေကြည့်နေကြရတာဖြစ်ပါတယ်အဲ့အချိန်ဘက်ကီရဲ့တိုက်ပွဲတစ်ခုကလူဖီရဲ့မျက်နှာကိုချစ်မိသွားပြီမဲ့လူဖီကတော့သူ့ရဲ့မျက်နှာထက်ရှန့်ပေးရတဲ့ကောက်ရွက်အုပ်ထုပ်ကိုထိသွားတဲ့အကြောင်းဒေါသထွက်နေကြကိုနာမီကလှမ်းတွေးလိုက်ပါတယ်ပုံမှန်ဆိုရင်အမြဲတမ်းစောက်ပေါ်လို့နေတဲ့လူဖီကသူ့ရဲ့ကောက်ရွက်အုပ်ထုပ်ကိုလာထိရင်တော့ဘသူ့မှခွင့်မလို့ဘူးဆိုတာကိုသိလိုက်ရပြီးအဲ့ဒါကိုရိမ့်မိသွားတဲ့ဘက်ကီကလည်းအုပ်ထုပ်ကိုမှရွယ်ချက်ရှိရှိဖျက်ဆီးလိုက်ပါတယ်ဒီအုပ်ထုပ်ကသူ့အတွက်အရေးကြီးတဲ့အရာဖြစ်လို့တေချာထိမ့်သိမ့်မှုမှားခဲ့တဲ့ရှန့်ငဲ့စကားကိုလည်းလူဖီကပြန်သတိရသွားခဲ့ပြီးဘက်ကီကတော့တကယ်ရတနာဆိုတာကောက်ရွက်အုပ်ထုပ်အစုပ်ပလို့မဟုတ်ပဲရွှေငွေကြောက်တံပဒမြားတွေကိုသာ